ကြိုက်နေတဲ့မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကိုအောင်နဲ့မပူတို့ရဲ့ရှေ့ကအလွဲတွေကိုကြော်ဖြတ်ပြီးမင်္ဂလာရဲ့မျက်စိဥတီကြတဲ့အခါမှာလဲကိုအောင်ရဲ့အလွဲကုန်ပုတ်ကတော့အမြဲတမ်းအရေးလိုလိုက်နေသေးပါပဲ။ဒီတစ်ခါမှာတော့လူပြိုကြီးကိုအောင်နဲ့မင်္ဂလာဦးအလွဲများဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးလိုက်ပါတယ်။ကိုအောင်နဲ့မပူတို့မင်္ဂလာဆောင်ဖို့ရက်တက်မှတ်လိုက်ကြပြီးကိုအောင်ကတော့ပျော်လွန်းလို့ရက်ွက်ထဲမှာခြေပြားတော်မြင်မကြတော့ဘူးမင်္ဂလာကိစ္စအဝဝကိုသူပဲတာဝန်ယူမယ်လို့မပူကိုဂရုပေးလိုက်တယ်။ကိုအောင်တယောက်တည်းဆိုင်ရှိမှရက်နေသည်လက်ထဲမှာဖိတ်စာထုတ်ကြီးကိုပွေထားပြီးအရန်ပျော်နေတယ်။ကိုအောင်ကဒီတခါတော့မပူစိတ်ကျဉ်နဲ့စီရမယ်ဘေးရင်ဆရာခိုင်းတဲ့အတိုင်းကနန်းတွေလည်းအကုန်ပါတယ်။သူကဖိတ်စာတစ်စောင်ကိုထုတ်ကြည့်လိုက်သည်ဒါပေမဲ့ဖိတ်စာဆိုင်ကကွန်ပျူတာစာစီသမားကမှားယွင်းဖြစ်ပြီးဖိတ်စာရင်းသူတို့သားကိုအောင်နဲ့သူတို့သားကိုပို့ဟုစာလုံးကြီးကြီးဖြင့်ရိုက်ထားသည်ကိုသူတတိမထားမိပဲပြုံးဖြည်းဖြည်းဖြင့်ဆိုင်ကယ်ပေါ်တက်သွားသည်ကိုအောင်ကလည်းတေချာမစစ်ပဲရက်ွက်ထဲလိုက်ဝေတော့တာပဲကိုအောင်ကရက်ွက်လူကြီးဦးမြင့်ကိုဖိတ်စာကမ်းပေးသည်ဦးမြင့်ကဖိတ်စာကိုကြည့်ပြီးမျက်နှာတင်းလိုက်တယ်ဟာကိုအောင်မင်းကမိမယူမှာမဟုတ်ဘူးလားအခုဟာကယောက်ျားချင်းယူမှာလားကိုအောင်ကဗျာဘာဆိုင်လို့လဲဦးမြင့်ရဲ့မပူနဲ့ယူမှာလေဦးမြင့်ကဒီမှာကြည့်ဦးကိုအောင်နဲ့ကိုပို့နဲ့မပူမဟုတ်ဘူးကိုကူဖြစ်နေတာကိုအောင်ကဖိတ်စာကိုကြည့်ပြီးမျက်လုံးပြူးသွားတယ်ဟာသွားပြီးကွန်ပျူတာသမားကမအကိုကိုပြင်လိုက်တာလားဒုက္ခပါပဲကိုအောင်နဲ့ကိုပို့လို့ပါသွားတာကြောင့်ရက်ွက်ထဲကလူပြိုတိုးကြီးတွေကကိုအောင်ကတော့ထူးထူးခြားခြားယောက်ျားချင်းယူတော့မှလားဆိုပြီးရေမောပြီးမေးကြတယ်ကိုအောင်ခန့်များဖိတ်စာတွေကိုအပြေးလွှားပြန်လိုက်သိမ်းပြီးရှင်းပြရပါတော့တယ်ကိုအောင်မင်္ဂလာဝတ်ဆောင်သွားယူသည့်ဆိုင်ရှင်ကအဝတ်ထုတ်ကြီးကမ်းပေးသည်ဒါပေမဲ့ဆိုင်ကလူမားပြီးပေါင်180ရှိတဲ့လူကြီးတယောက်ရဲ့အတိုင်းထွာနဲ့ချုပ်ထားတဲ့ဝတ်ဆောင်ကိုမှားပေးလိုက်မိတယ်ကိုအောင်ဒီဝတ်ဆောင်အားတေချာမကြည့်မိဘူးကိုအောင်ဝတ်လိုက်တဲ့အခါမင်္ဂလာဝတ်ဆောင်ကသူနဲ့မလိုက်ဖက်ပဲအရန်ကြီးနေတယ်မပူကဒါကိုတိသွားတော့စိတ်ဆိုးပြီးရှင်းနေတော့ခတ်ပြီးမင်္ဂလာဆောင်ရမယ့်ရက်မှာရောဘာတွေလဲဦးမလဲဆိုပြီးငိုတော့တာပေါ့ကိုအောင်ကတော့ကိုယုံမှာမပူရဲ့နောက်မလွဲစေရဘူးလို့ဂတိတွေတနေ့တပိုးပေးလိုက်ရပါတယ်မင်္ဂလာဆောင်တဲ့နေ့ရောက်လာပြီးကိုအောင်ကဒီတခါတော့မလွဲအောင်အဆအရာရာတတိထားနေတယ်ဒါပေမဲ့ကန်တရားကသူ့ဘက်မှာမရှိသလိုပါပဲမင်္ဂလာခမ်းမကိုသွားဖို့ကားစီစဉ်ထားတဲ့နေရာမှာကိုအောင်အိမ်ရှိတွင်ကားနှစ်စီးရပ်ထားသည်တစည်းကပန်းတွေဝင်နေသောမင်္ဂလာကားနောက်တစည်းကအဖြူရောင်နာရေးကားကိုအောင်ကအလောတကြီးနဲ့နာရေးကားပေါ်တက်ထိုင်လိုက်တဲ့ကိုအောင်ကကားဆရာကိုပဲမောင်းတော့ပြအချိန်နှောင်းနေပြီကားဆရာကကြောင်တောင်ဖြစ်ဟုတ်ကဲ့သူ့တန်ကိုလားခင်ဗျကိုအောင်ကဟာဘာတို့တန်လဲခမ်းမကိုမောင်းလေဗျာခမ်းမရှိရောက်တော့နာရီကားပေါ်ကဆင်းလာတဲ့သူတို့သားကိုအောင်ကိုကြည့်ပြီးဧည့်သည်တွေအကုန်လုံးကြောင်သွားကြတယ်မပူကမျက်နှာပြက်လျက်ကိုအောင်ရှင်ဘာကားနဲ့လာတာလဲကိုအောင်ကကားကိုလှည့်ကြည့်မှတီးသွားသည်ကားချင်းစင်လို့မှားတက်မိတာပါစိတ်မဆိုးနဲ့တော့မပူစင်ပေါ်မှာလက်စွပ်လဲမဲ့အချိန်ရောက်တော့အခမ်းအနားမှုကသူတို့သားကသူတို့သမီးကိုလက်စွပ်ဆင်ပေးပါခင်ဗျာကိုအောင်ကအိတ်ကက်သေးကလက်စွပ်ဖူးကိုထုတ်လိုက်တယ်ဒါပေမဲ့ဘူးထဲမှာရှိနေတာကလက်စွပ်မဟုတ်ပဲသူမနက်ကဝယ်လာတဲ့ငါဖက်စီပြန်ဟင်းထည့်ထားတဲ့ပလတ်စတစ်အိတ်လေးဖြစ်နေတယ်လက်စွပ်ကတော့အိမ်ကထမင်းစားပွဲပေါ်မှာကြံခဲ့တယ်မပူးကတော့စင်ပေါ်မှာတင်မျက်လုံးကြီးပြူးနေပြီးဧည့်သည်များဝိုင်းရကြသည်နောက်ဆုံးတော့ရက်ွက်လူကြီးတွေကဂျားရဲကဝင်းဖြန့်ဖြည့်ပေးပြီးလက်စွပ်မပါပဲမင်္ဂလာပွဲကိုအောင်မြင်အောင်ဆင်နွှဲလိုက်ရတယ်ညဘက်မင်္ဂလာဦးခန်းထဲရောက်တော့ကိုအောင်ကမပူကိုချော့ဖို့မပူအတွက်အမှတ်တရလက်ဆောင်ဆိုပြီးဘူးလေးတဘူးထုတ်ပေးတယ်ကိုအောင်ကဒါကတော့တကယ်လက်ဆောင်ပါမပုတ်မပူကဖွင့်ကြည့်လိုက်သည်ဟင်ဒါကခြေအိတ်အဟောင်းကြီးတစ်ဖက်ပါလားကိုအောင်ရဲ့ကိုအောင်ကခေါင်းကုပ်ရင်းမှားပြန်ပြီးဒါကမင်္ဂလာဆောင်တုံးကချွတ်ထားတဲ့ခြေအိတ်ပါလက်ဆောင်ကအခြားအိတ်ထဲမှာမပူကစိတ်တုံမဲ့အစားအော်ဟစ်ရေမောပြစ်လိုက်ပြီးကိုအောင်ရဲ့ရှေ့ရဲ့ဒီလွဲလေးတွေကပဲကျမတို့အတွက်အငြင်းတန်းပျော်ရွှင်စရာတွေဖြစ်မှာပါလို့ပြောပြီးကိုအောင်ကိုဖတ်ထားလိုက်ပါတော့တယ်ကိုအောင်ကတော့မပူကိုလက်တစ်ဖက်ကဖတ်ပြီးပစိုးကျုံမှာဆိုလို့လက်တစ်ဖက်ကပစိုးကိုမြင်းမြဲကင်ရင်ပျော်ရွှင်စရာအိမ်အောင်တဲ့ဘဝကိုစတင်လိုက်ပါတော့တယ်ကြိုက်နေတတ်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်